ရိုနယ်ဒိုကြောင့်အင်နာစာအကျွေးတင်တယ်ဆိုတဲ့သတင်းကအမှန်ပဲလားညီကိုဒီလာမင်းနေလို့ကျွန်တော်ကမတင်တော့ဘူးလို့တွေးနေတဲ့ကြားကတင်ပေးလိုက်ပါဦးမယ်လူတစုကတကယ်ကြီးသတင်းအမှန်ထင်ပြီးတော့ပျော်နေကြပါတယ်အကျွေးရဲ့မြပြခံရ2023ခုနှစ်ကအင်နာစာလက်စတာစီးတီအသင်းကနေအာမတ်မူဆာကိုဝယ်ယူခဲ့စဉ်ကပေးဖို့ကြံနေတဲ့အပူစုပြေးစတာလင်ပေါင်း3900ဝန်းကျင်ကြောင့်ဖီဘာကကစားသမားတဲ့မှတ်ပုံတင်ခွင့်ခေတ္တပိတ်ခဲ့ရပါတယ်မီဒီယာတွေရဲ့အလွဲနဲ့တောကြိုက်သတင်းရေးသူများအဲ့ဒီပမာဏအသေးသေးလေးကိုမီဒီယာချို့ကခရစ္စတီယာနို ရိုနယ်ဒိုရောက်လာလို့အင်နာစာအသင်းအကျွေးတင်ပြီးတော့ပိတ်ခံရတယ်ဆိုပြီးယူရအောင်ခေါင်းစဉ်တက်ရေးသားခဲ့ကြတာဒါကိုတောသားတွေကအရသာခံမြန်မာလူဘာသာပြန်ပြီးအုပ်စုလိုက်ပြောနေကြပါလိမ့်ရဲ့လက်ရှိမှာတော့အင်နာစာအသင်းဘက်ကအဲ့ဒီငွေကိုရှင်းလင်းပြချီပြီးဖြစ်လို့ပြဿနာကလုံးဝမရှိတော့ပါဘူးရိုနယ်ဒိုရောက်လာပြီးနောက်ပိုင်းအင်နာစာအကျွေးတင်ဖို့နေနေတာကလပ်အသင်းရဲ့ဝင်ငွေကအစမတန်တက်လို့သွားခဲ့ပါလိမ့်စပန်ဆာစာချုပ်အသစ်တွေအများကြီးရလာတယ်ကမ္ဘာတော်ရုံးတန်လင်ကန်ကနေဝင်ငွေတွေအကြီးကျယ်ရလာတယ်ကလပ်အသင်းဂျာစီရောင်းအားဟာတမိုင်းတစ်ယောက်အမြင့်မားဆုံးအခြေအနေကိုရောက်ရှိသွားခဲ့တယ်Nike, Adidas လို့လူကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့တယ်။ဒါ့အပြင်အင်နာစာအသင်းဘယ်လောက်ထိချမ်းသာကြွယ်ဝအောင်မလဲ။အသင်းကကမ္ဘာအင်အားကြီးအသင်းတစ်သင်းမဟုတ်သည့်တိုင်အောင်အင်နာစာရဲ့ဗန်လာရေးအင်အားဟာကမ္ဘာထိပ်တန်းအဆင့်မှာရှိနေပါတယ်။ Saudi Arabia ရဲ့အဆိုအရ BIF ကအင်နာစာအပေါဝင်ထိပ်တန်းကလပ်၄သင်းရဲ့ stock share 85%ကိုတရားဝင်ဝယ်ယူလို့ထားခဲ့ပါတယ်။ BIF ရဲ့စုစုပေါင်းပိုင်ဆိုင်မှုရန်ပုံငွေဟာအမေရိကန်ဒေါ်လာဘီလီယံ900ကျော်အထိရှိလို့နေပါတယ်။ဒါကြောင့်အင်နာစာမှာပတ်စံမရှိလို့အကျွေးတင်စရာအကြောင်းမရှိပဲဆော်လီအစိုးရရဲ့အင်အားနဲ့ကမ္ဘာပေါ်ကဘယ်အသင်းထက်မဆိုကြီးပေးပြီးကစားသမားတွေကိုကောင်းခေါက်ခေါ်ယူနိုင်စွမ်းရှိပါတယ်ညီကိုတို့ရေအချုပ်ပြောရရင်ရိုနယ်ဒိုကြောင့်အင်နာစာအကျွေးတင်သွားတာမဟုတ်ပဲရိုနယ်ဒိုကြောင့်ဆော်လီလိတစ်ခုလုံးရဲ့စီးပွားရေးနဲ့ကမ္ဘာအလယ်မှာထင်ရှားအစမတန်မြင့်တက်လာခဲ့တာလေးဖြစ်ပါတယ်လူတစုရဲ့အပြော်လေးပျက်စီးခဲ့ရင်တော့ sorry ပါ